သတင်းစာစကောလာရှောက်ပြီဆိုလို့ရှိရင်ဒါသတင်းစာတိုင်းရွေးချယ်တာမှန်ဖို့ကလည်းရေးကြီးတဲ့အချက်တွေမှာပါတယ်ပေါ့နော်ဆိုတော့ဒါဂျပန်နိုင်ငံမှာသတင်းစာတိုင်းတွေအများကြီးရှိတယ်ပေါ့နော်ဒါအစာရီတို့ယောမီဦးရီတို့မိုင်နီချီတို့ဆန်ခဲတို့နေခဲဆိုပြီးသတင်းစာတိုင်းတွေအများကြီးရှိတယ်ပေါ့နော်ဒါအစာရီတို့ယောမီဦးရီတို့မိုင်နီချီတို့တော့ဒါမြန်မာနိုင်ငံအပါအဝင်ဒီသူတို့အာရှနိုင်ငံတချို့ဗီယက်နမ်တို့ဒီပေါ်နိုင်ငံတွေမှာဒါကျောင်းတက်တဲ့ပုံစံနဲ့သတင်းစာစကောလာပုံစံနဲ့ခေါ်နေရတယ်ရှိပြီလို့ရှိတယ်ဆိုပေမဲ့ဆန်ခဲနဲ့နေခဲကတော့ခေါ်တာတော့တိတ်မတွေ့ရဘူးပေါ့နော်သတင်းစာတွေအများကြီးတဲ့နေမှာဘယ်သတင်းစာတွေကိုရွေးချယ်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင်တော့ဒါသတင်းစာတွေတစ်ခုနဲ့တစ်ခုကလည်းဒါအားနည်းချက်အားသာချက်တွေတော့သူ့ဟာလေးနဲ့ဆိုလို့ရှိကြတယ်ပေါ့နော်ဒါမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒါတင်တန်းတွေအများကြီးနေမှာဒီဘက်ဂျပန်နိုင်ငံနေပြီးတော့သတင်းစာတိုင်းအများကြီးနဲ့ဟိုချိတ်ဆက်ကြတယ်ပေါ့နော်ဘယ်သတင်းစာတွေကအဆင်ပြေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါစဉ်းစားကြည့်ရမယ်သုံးသပ်ကြည့်ရမယ်ဆိုလို့ရှိရင်အစာရည်လည်းအဆင်ပြေတယ်ယောမီလူလည်းအဆင်ပြေတယ်အစာရည်နဲ့ယောမီလူတွေသတင်းစာတိုင်းနှစ်ခုကတော့ပုံမှန်တိုင်းရှိရပေါ့နော်အဲ့နှစ်ခုကတော့အဆင်ပြေတယ်ပေါ့နော်အဲ့နှစ်ခုအဆင်ပြေတယ်ဆိုတော့ပြောချင်တာကမိုင်းနီချီကျတော့လေနည်းနည်းလေးတော့ကြားနေတဲ့သတင်းတွေအရဆိုရင်တော့မိုင်းဘယ်လိုပြောမလဲအစာရည်နဲ့ယောမီဦးတွေထက်နည်းနည်းလေးမကောင်းလို့ပြောလို့ရတယ်ဗျာမကောင်းလို့ဘယ်လိုမကောင်းတယ်လဲဆိုတော့ဘယ်လိုပြောမလဲဗျာပေးရနေတာမျိုးတို့လာစာနေတာမျိုးတို့ပေါ့နော်အဲ့လိုမျိုးခွဲပြားခြားနားချက်လေးတွေမိုင်းနီချီရပေါ့နော်အဆိုင်နေရုံမျိုးတွေထဲတော့နည်းနည်းလေးအောက်ရောက်တယ်လို့ပြောလို့ရတယ်ဗျတိတ်လို့နည်းနည်းလေးဟွာဖြစ်လို့ပြောလို့ရတယ်ဆိုတော့အဆိုင်နေရုံမျိုးတွေသတင်းစာတိုင်းဆိုလို့ရှိရင်တော့ okay တယ်လို့ပြောလို့ရတယ်အဆင်ပြေတယ်ဗျမိုင်းနီချီဆိုလို့ရှိရင်တော့ကိုယ်ကရှောက်ချင်တယ်ရှောက်ပါဗျ okay အားလေးပြောချင်လို့ပါနော်ဘာပဲကျေးဇူးပါ